Hello နင်းစီစုကိုအားပေးဖို့ ready ဖြစ်ပြီလားဒီနေ့ကတော့ဆိုင်းလူရဲ့ပထမဦးဆုံးနင်းစီစုမိတ်ဆက်ပွဲကို get ready with me လုပ်မှာဖြစ်ပါတယ်ကဲဝင်လာခဲ့ခု make up ကတော့ April 2တာပေါ့ဒီနေ့ make up look ကိုကြတော့နည်းနည်း strong look ပေါ့နော် smoky အမဲလေးအခါတိုင်းအမြဲတမ်းအနုအရွတွေပဲ eye shadow လိမ့်နေကြဆိုတော့ဒီနေ့ကိုတော့နည်းနည်းအမဲလေးညှို့ထားမယ်ပေါ့နော်နင်းစီစူးဆိုတဲ့အတိုင်းလေးပဲဆောနာကပဲ make up ကတော့အကုန်လုံးပြီးသွားပြီပေါ့နော်အခုက outfit ကြံသေးတယ်ဆိုင်းလူပေါ့နော်ဒီနေ့နင်းစီစူးရဲ့ Trinity application launch ဖြစ်ဖို့အတွက်ပေါ့နော် outfit ကတော့နင်းစီစူးဆိုတဲ့အတိုင်းပဲပေါ့နော်ဆိုင်းလူအယောင်လေးကိုဆိုင်းလူ stylist Swanny Din နဲ့ designer အလက်လူမြန်နဲ့ပေါင်းပြီးတော့အစိမ်းရောင်ကိုရွေးချယ်ထားအစိမ်းရောင်ကိုရွေးချယ်ထားတယ်ပေါ့နော်အဲ့တော့ဆိုင်းလူဝတ်မဲ့ဝတ်စုံလေးပါ make up ကတော့ခဏကဒီ April 2တာနဲ့ပြင်ဆင်ပြီးတော့ဒီ smoky eye လေးအညို့လေးကိုတော့ချယ်ထားတယ်ပေါ့နော်ကဲ ready ဖြစ်ပါပြီအခုကတော့ jewelry ဖို့ပါတော့မယ်ဒီနေ့ကတော့ emerald jewelry ကတော့တက်နေစိုးစီရပါကိုရီးဆက်လိုက်ကြစို့နော်ကဲအခုကတော့အောက်မှာတပ်ပုံလေးတွားရိုက်လိုက်အောင်မယ်လိုက်ခဲ့နော်ဒီနေ့တော့ကတော့ဆန်းအရင်ကျေးဇူးတင်ပါတယ်ဆိုရင်အများကြီးရှိတာပေါ့နော်အရင်ဆုံးဒီနေ့တော့ပေါ့နော် styling လုပ်ပေးတဲ့ Swanny Din ရဲ့ပြီးတော့ဒီအင်ဂျီကိုအမိုက်ဆုံးနဲ့တကယ်ကိုအကောင်းဆုံးနဲ့ချုပ်ပေးခဲ့တဲ့တငယ်ချင်းအလက်လူမြန်ပြီးတော့ make up April 2တာအခုရိုက်နေတဲ့အမလီယန်ပေါ့နော်အမ photographer JQ ကိုလည်းဒီကနေအရင်ဆုံးကျေးဇူးအများကြီးတင်ပါတယ်